တင်တမင်ဖြူယောဂရှိရသူတယောက်ကဂလူတာတောက်တာတွေထိုးတာတွေလုပ်လို့ရလားဆိုပြီးတော့ညီမလေးတယောက်ကမိထားတာရှိလို့အားလုံးသိသွားအောင်လို့ဗီဒီယိုလေးနဲ့ပြပြပေးမယ်နော်အားလုံးပဲမင်္ဂလာပါဒေါက်တာကြီးစင်ပါဂလူတာဆိုပြီးတော့သိကြတယ်ဂလူတာတန်ယုံကိုအလှပိုက်ရပါမှာဆိုရင်တော့အသားဖြူစီအနေနဲ့တောက်စီတောက်တာအကျော်စီ IV drip သွင်းတာအနေနဲ့လုပ်ကြရဲပေါ့နော်သူကမလနင်လို့ခေါ်တဲ့အမဲရောင်ချဲထုတ်တာကိုရောနေစေနိုင်တဲ့အတွက်ကြောင့်မလို့သူ့ကိုသွင်းမဲ့တောက်မယ်ဆိုရင်တော့အသားကြည်ရာဖြူရာဖြစ်လာစေနိုင်တယ်ပေါ့နော်အမင်ဖြူခရုတင်ယောဂကကြတော့အဲ့ဒီမလနင်အမဲရောင်ချဲလေးတွေကိုထုတ်ပြီးရဲ့ဆေးလေးတွေကိုကိုယ့်ရဲ့ခုခံစနစ်ကမှားပြီးတော့တိုက်မိရဆိုတော့ဒီရောင်ချဲလေးတွေမရှိတဲ့နေရာမှာဆိုရင်တော့အဖြူရောင်အကွက်ကလေးတွေဖြစ်မယ်ပုံမှန်အသားရည်ရှိတဲ့နေရာမှာဆိုရင်တော့ပုံမှန်ရောင်ချဲလေးတွေရှိမယ်ပေါ့နော်ဒီတော့အဲ့လိုတမင်ဖြူခရုတင်ယောဂရှိတဲ့သူကိုဂလူတာတန်ယုံပေးလိုက်တဲ့အခါမှာဆိုရင်ပုံမှန်အသားရောင်ရှိတဲ့နေရာကအမဲရောင်ချဲလေးတွေကိုတော့ညှို့နေစေမယ်အဖြူကွက်နေရာကတော့ရောင်ချဲလေးတွေမရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ရဲ့အာနိသင်ကိုမရဘဲနဲ့အဖြူကွက်ကအဖြူကွက်အတိုင်းပဲရှိနေမယ်ဆိုတော့အယောင်နှစ်ခုကြားမှာကွာဟချက်ပိုရှိလာပြီးတော့အသားရောင်တွေမညီတော့တာအဖြူကွက်တွေပိုထင်းလာတာအကော့လိုက်တွေရေပြားမှာဖြစ်လာတာမျိုးတွေပိုပြီးတော့ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်ဦးစေးကတောက်စီရထက် dose ပိုပြီးတော့များတာဖြစ်တဲ့အတွက်ကြောင့်မလို့ပိုပြီးတော့ဖြစ်နိုင်ခြေရှိပါတယ်တောက်ဆေးတွေကတော့ထိုးဆေးလောက်မစိုးနိုင်ဘူးဆိုပေမဲ့လည်းအကျိုးရလက်ထက်ဆိုင်ဗီရက်ဆိုကျိုးရနိုင်ခြေပိုများတဲ့အတွက်ကြောင့်မလို့ထိုးတာရောတောက်တာရောဖြစ်နိုင်မယ်ဆိုရင်တော့မလုပ်သင့်ပါဘူးဒေါက်တာတို့အလှပရေးရာဆိုင်ရာစီးခန်းတွေမှာဆိုရင်တော့ဒီအသားဖြူစေးသွင်းမယ်ဆိုရင်တော့ဒီသွင်းမဲ့လူနာတယောက်ကိုသူ့ရဲ့ medical history ယောဂရာစပရင်တွေမေးတာမျိုးတွေပြီးတော့သူနဲ့တဲ့မတဲ့ allergy test လုပ်တာမျိုးတွေပေါ့နော်ဒါမျိုးတွေတိကျလုပ်ပြီးမှသွင်းမှု safe ဖြစ်တယ်ဆိုမှပဲသွင်းတာများတယ်ပေါ့နော်ဥပမာကိုonline ကနေပြီးတော့ဆေးတွေဝယ်ပြီးတော့ကိုယ့်ဘာကိုချိတ်နေတဲ့သူတွေရှိရပေါ့နော်ဒီလိုမျိုးမှာဆိုရင်တော့ဒီ drip ရဲ့ side effect တွေကြောက်ကက်ထိတာမျိုးတွေ thyroid hormone တွေကမောက်ကမဖြစ်တာမျိုးတွေပြီးတော့အခါကျရင်ဒီမတန်ရှင်းတဲ့အတွက်ကြောင့်မလို့ပိုးဝင်တာမျိုးတွေဒါမျိုးလေးတွေဖြစ်နိုင်ခြေပိုပြီးတော့ရှိရပေါ့နော်ဒါဆိုရင်ဒီလိုတမင်ဖြူခရုတင်သမားတွေမှာအသားဖြူခြင်းနဲ့ကြီးခြင်းနဲ့ဆိုရင်ဘာလုပ်ရမလဲအရင်ဆုံးကိုယ့်ရဲ့ယောဂခံဖြစ်တဲ့တမင်ဖြူယောဂကိုအေးပြားဒုက္ခဆရာဝန်နဲ့တေချာပြပါသားရောင်ပြန်ရအောင်လုပ်ပေးနိုင်တဲ့လိမ့်ဆေးတွေတောက်ဆေးတွေပြီးတော့ရောင်ချီပြတာတွေကိုဆရာဝန်နဲ့တိုင်ပင်ပြီးတော့ကုသမှုခံယူပါဒီတမင်ဖြူယောဂ stable ဖြစ်ပြီဆိုမှအသားကြည်ဖို့အတွက်အသားဖြူဖို့အတွက်ကိုဗီတာမင် C နာဆင်နမိုင်းတမျိုးမျိုးပါတာတွေသုံးပေးလို့ရပါတယ်ဆိုတော့အချုပ်အနေနဲ့ကတော့တမင်ဖြူခရုတင်ယောဂရှင်တွေကဆိုရင်တော့ဂလူတာတွေကိုတောက်တာရောထိုးတာရောမလုပ်ပါနဲ့လို့ပဲအကြံပေးချင်ပါတယ်အခြား autoimmune ယောဂရှင်တွေလည်းဖြစ်နိုင်ရင်မသွင်းပါနဲ့လုပ်ချင်တယ်ဆိုရင်လည်းကိုယ့်ရဲ့သက်ဆိုင်ရာတမားတော်အထူးကုနဲ့တေချာတိုင်ပင်ဆွေးနွေးပါလို့ပဲပြောချင်ပါတယ်ဒီကိုဆုံးဖြတ်ကြည့်ပေးရကျေးဇူးပါနောက်ဗီဒီယိုတွေမှာပြန်တွေ့မယ်နော်တတာ